ရောက်နေကြပြီလားညီမ မကြသေးပါဘူးခုလေးတင်မရောက်တာ ငါတို့ blue coffee ပဲမှာလာတယ် Blue coffee နပ်လဲ ကိုရိုနေကောင်းကြရမလား အော်ကောင်းပါတယ်ညီမဒီလိုပါပဲ โอเคအကိုဒါဆိုရင်ဒီနေ့ညီမလည်းတိတ်ပြီးတော့အချိန်မရအောင်ဆိုတော့လေဒီနေ့ meeting ကိုစားလိုက်ကြရအောင်လေနော်โอเคညီမဒီနေ့စဉ်းစားထားတာဒီတစ်ခေါက် shooting ကို movie တင်လေးရိုက်ချင်တာပထမဦးဆုံးကကျတော့ဒီ Harry Potter theme လေးပေါ့Harry Potter theme ကို cosplay ပုံစံမျိုးနဲ့ရိုက်ချင် အော်ဟုတ်တာဗောအကိုလည်း Harry Potter ကြိုက်တယ်လေ ဇာကြီးကအင်္ဂလိပ်ကကြည့်လို့ နေရလဲကွာ Harry Potter လိုနာမည်ကြီးတဲ့ကားမျိုးတော့ငါကြည့်တာဗော ဟုတ်တယ်ညီမလည်းအရန်တဘောကြလို့ခဏခဏကြည့်ဖြစ်နေဟာ အော်ကြည့်တယ်လေညီမ Harry Potter ကကောင်းတယ်လေ ဟုတ်တယ်အဲအကြောင်းကိုအဲ့ဒီထဲကပုံစံမျိုးပေါ့နော်ညီမဒီဝတ်ယုံလေးနဲ့ဝန့်လေးကင်ပြီးတော့မိုက်စာရိုက်ချင်တာ မိုက်တယ်အဲ့လိုမျိုးရိုက်မယ်ဆိုတော်တော်မိုက်မှာ ဇာကြီးက Harry Potter ကားတွေထဲမှာဘယ်အပိုင်းကိုအကြိုက်ဆုံး အပိုင်းလေးဗောအပိုင်းလေး အပိုင်းလေးကဘာဇာလန် Goblet of Fire လေပြိုင်ပွဲပါတဲ့ကားပေါ့အဲ့ဇာကကျတော့ညီမတို့ favorite ပဲ ဟုတ်တယ်ပြိုင်ပွဲနဲ့ကား နံပါတ်10မှာလည်းပြိုင်ပွဲပါရနော်ဇာကြီး ဟုတ်တယ်ပြိုင်ပွဲပါတဲ့ပိုင်းလေးဆိုငါကြိုက်တယ် Harry Potter 9ပိုင်းနဲ့ရှိတာသိရမလားဇာကြီး အေးဟုတ်တယ်ကွာငါ Marvel နဲ့မားရတယ်တူတယ်ဟုတ်တယ် Harry Potter 9ပိုင်းပဲရှိတယ်ငါ Marvel နဲ့မားတာ Marvel ဆိုလို့လေညီမနောက်10တခုရိုက်ချင်တာ Marvel ကောင်းပါတယ် Marvel လည်းနာမည်ကြီးပဲ ဇာကြီးက Marvel တွေကဘယ် hero ကိုကြိုက်လဲ Marvel တဲ့က Spider-Man ညီမအဲ့ Spider-Man ကိုအရန်တဘောကြ Spider-Man ဆိုတော့ Spider-Man ဘယ်မင်းသားကိုတဘောကြလဲဟိုမှာ Tom လား Toby လား Andrew လား Tom Tom ကအရင်ချစ်ဖို့ကောင်းတယ်လေ ဟာကောင်းတယ်တုံကအဲ့ကောင်ကတရုပ်ဆောင်လည်းကောင်းတယ်လေမိုက်တယ် Tom ပြောဇာကြီးရဲ့ Tom ကဘယ် Tom လဲ Tom Cruise လား Tom Hanks လား Tom Hiddleston လား တုံတော့တုံပဲကွာတုံပါတာတော့သိတယ်ဟုတ်ပါတယ်ငါလူမြင်တော့မှတ်မိပါတယ်ကဲပါအဲ့ဒါအရေးမကြီးပါဘူးMarvel ရဲ့ပုံစံနဲ့ရိုက်ချင်တာဆိုတော့ညီမကဟိုက Spider-Man လို့ဝတ်စုံပြနေညီမရိုက်ချင်တာလား ဟုတ်ညီမရိုက်ချင်တာ Scarlet Witch ဩ ဇာကြီးသိမှာပေါ့ သိပါတယ်ခဏလေးနော် message ဝင်လာလား အဲ့ဆိုလို့ရှိရင် costume တွေတော့လိုမယ်နော် ဟုတ်ညီမဒီ Harry Potter တဲ့အတွက်တော့ညီမ costume ကိုပြင်ဆင်ထားပြီးသားညီမဒီ Scarlet အတွက်တော့မှာထားတော့မယ် ညီမရဲ့တိတ်တော့မလို့ပါဘူး Scarlet ဆိုလို့ရှိရင်အပေါ် black ပဲဟာယူ ရှင် ဇာကြီးပြောရင် Scarlet ကပဲ Scarlet Johansson လား Scarlet Witch လား ပြီးတော့နောက်တစ်ခုညီမဒီ DC ဘက်လည်းတွားချင်သေးတယ် DC ဆိုရင် Wonder Woman လိုချင်တာဒါမှမဟုတ် Catwoman လိုချင်တာ မဟုတ်ညီမ Lois Lane ပဲလောက်ချင်တာ ဟာမိုက်တယ် Louis Lane ဆိုလို့ရှိရင်ညီမဒီလို post နဲ့ရိုက်လို့ရပြီကဲအဲ့ဒါဆိုလို့ရှိရင်ဥသာညီမတို့နှစ်ယောက်ပဲစကားဆက်ပြောလိုက်တော့နော်အခုအပြင်မှာလူဆရာလေးရှိလို့ကိုတစ်ချက်သွားလုပ်လိုက်အောင်မယ်နော်ကော်ဖီဘိုးကတော့အကိုပဲရှင်းပေးလိုက်ပါမယ်ရှင်းမယ်ရ1500ရော ငါပြန် ဒါလေးကို ဟေ့ငါမျိုးမြင်မှုပါတယ် ကျွန်တော်လေးကို မင်း တွေ့ကြုံများဖို့အရေးကြီးတယ်